Harry Potter ဇာတ်ကားတွေကလူတွေသတိမထားမိလိုက်တဲ့အမှားများမင်္ဂလာပါခင်ဗျာ Great Movie ကနေကြိုဆိုပါရစေဗီဒီယိုလေးကို VPN လေးခံပြီးကြည့်ပေးကြပါဦးပြီးခဲ့တဲ့ဗီဒီယိုမှာ Harry Potter ဇာတ်ကားတွေကသရုပ်ဆောင်တွေနဲ့စာအုပ်ထဲက character တွေထပ်တူညီရလားဆိုတာကိုတင်ဆက်ပေးခဲ့ပြီးပါပြီအခုတစ်ခါမှာတော့ Harry Potter ရဲ့ဇာတ်ကားတွေကလူတွေသတိမထားမိလိုက်တဲ့အမှားလေးတွေကိုတင်ဆက်ပေးသွားမှာပါစာအုပ်အုပ်ကိုရုပ်ရှင်ပြန်ရတာမလွယ်ပါဘူးဒီတော့ဟာကွက်လေးတွေရှိနိုင်တယ်လို့တချို့အမှားလေးတွေလည်း driver ကိုယ်တိုင်သတိမထားမိတာလည်းဖြစ်နိုင်တယ်လို့တိတ်မသိတာလို့ဒီတိုင်းပဲထားလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်ကဲဒီနေ့မှာတော့ဒါကိုဖော်ထုတ်ကြည့်အောင်ပါ1လှုပ်ဝက်တကားပေါက်2ရန်အရင်ဆုံးအနေနဲ့ပြောချင်တာက Harry Potter and the Chamber of Secrets ဇာတ်ကားထဲမှာ Harry နဲ့ Ron တို့ platform 9 3/4 ရဲ့ secret gate ကိုဖျက်ဆီးတဲ့အချိန်မှာသူတို့အလှည့်မှာတကားကပိတ်သွားခဲ့လို့နယံကိုဝင်တိုက်ခဲ့ကြပါတယ်အဲ့ဒီမှာနယံကိုဝင်တိုက်တဲ့အချိန်ဇီးကွက်ထည့်ထားတဲ့လှောင်ရင်ကပွင့်သွားခဲ့ပေမဲ့ငှက်တွေကအဲ့လိုအချိန်တွေမှာတော့ပြန်ထွက်မသွားပါဘူးတကယ်တော့အဲ့ဒီအချိန်တေချာပြန်ကြည့်မယ်ဆိုရင်အထက်ကဇီးကွက်ကအတူးထည့်ထားတာကိုတွေ့ရမှာပါဒါကလက်ခံလို့ရပါတယ်ဒီလိုထိခိုက်နိုင်တဲ့အခြေအနေမှာအစ်စ်ကိုဘယ်သူမှမသုံးပါဘူးဒါပေမဲ့တကားပွင့်သွားတာတော့ငှက်ကလန့်ပြီးပြန်ထွက်မလာတာကရုပ်တိဗေဒနဲ့တွက်ကြည့်ရင်နည်းနည်းတော့လွယ်ပါတယ်ပြီးတော့တစ်ဆက်ထဲမှာပဲအဲ့လိုလဲကြတဲ့အချိန်အဲ့မှာသုံးထားတဲ့အဝတ်ထည့်တဲ့တစ်တာမှာ line 3 line ပါပေမဲ့နောက်တစ်စင်းပြတော့ line 2 line ပဲပါပါတော့တယ်နှစ်ဟာမိုနီရဲ့ခြေထောက် Hagrid ရဲ့ညီဘလူးလေးကို Harry တို့နဲ့ Hagrid ကိုယ်တိုင်မိတ်ဆက်ပေးဦးပါတယ်ဒီမှာဆိုရင်အဲ့ဘလူးလေးကဟာမိုနီကိုသဘောကျလို့ကောက်ချီလိုက်ချိန်မှာဟာမိုနီကသူ့လက်ထဲမှာပါသွားပါတယ်အဲ့ဒီခါမှာတော့ CGI ရဲ့လိုအပ်ချက်နည်းနည်းရှိပါတယ်ဟာမိုနီရဲ့ခြေထောက်ပြောင်းနေတာပါ Harry Potter ကားကိုမှော်ကားမလို့ Death Moon နဲ့ရိုက်ထားလို့ဇာကားတဲ့ရုပ်တရက်သတိမထားမိလိုက်ပေမဲ့တကယ်တမ်းအလင်းတင်ပြီးကြည့်ရင်အဲ့နေရာအပိုင်းခြားတွေမှာအဲ့လိုခြေထောက်ပြောင်းနေတာကိုတွေ့ရမှာပါ3 Cameramanဒီမှာဆိုရင် Harry Potter နဲ့ Malfoy တို့စီးချင်းထိုးလေ့ကျင့်တဲ့အခန်းပါအဲ့ဒီအချိန်မှာအောက်ကလူအုပ်ထဲမှာကျောင်းသားအရွယ်မဟုတ်တဲ့ကျောင်းသားဝတ်စုံလည်းဝတ်မထားတဲ့သူတစ်ယောက်ပါနေပါတယ်သူကတော့ Cameraman ပါပဲဒါကအမှတ်တမဲ့ကြည့်ရင်မမြင်နိုင်ပေမဲ့တေချာကြည့်ရင်တော့မြင်ရမှာပါ4စကားပြောတဲ့စာအုပ် Harry Potter ဇာတ်ကားတွေကပါဇက်ပုံပါတဲ့စာအုပ်လေးကိုသိကြမှာပါဒီအပိုင်းလေးကတော့ Hagrid တယောက်ကျောင်းမှာဆရာဖြစ်ခွင့်ရပြီးတဲ့နောက်ပထမဆုံးသင်ပေးရတဲ့သင်ခန်းစာပါဒီအတန်းကိုလာတက်တဲ့ Ron ရဲ့လက်မှာစာအုပ်ကိုကင်ထားတာကိုတွေ့ရပါတယ်ဒါပေမဲ့နောက်တစ်ခါမှာတော့ Ron တယောက်လှန့်ပြီးနောက်ကိုဆုပ်လိုက်တဲ့အချိန်မှာလက်ထဲမှာစာအုပ်မပါတော့တာကိုတွေ့ရမှာပါဒါပေမဲ့နောက်တစ်ကပ်မှာတော့စာအုပ်ကလက်ထဲပြန်ရောက်နေပြန်ပါတယ်ငါအမာရွတ်Harry တို့နဲ့ Victor Crumb တို့ရေအောက်မှာကိုချစ်ရတဲ့သူတွေကိုကယ်ရတဲ့မော်ဆီယာ3ဦးပြိုင်ပွဲမှာ Harry ကရေအောက်ထဲမှာရေသူမနဲ့တွေ့ဆုံခဲ့ပြီး Harry ကတယောက်ထပ်ပိုကယ်တာကြောင့်ရေသူမတွေရဲ့နှောက်ယှက်ခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီမှာရေပေါ်တက်လာတဲ့ချိန် Harry မျက်နှာမှာဘာမှရွတ်မှမရှိနေပါဘူး။ဒါပေမဲ့နောက်တစ်ခါမှာတော့ Harry ရဲ့ညာဘက်ပေါင်းမှာအမာရွတ်ချစ်ရ2ခုရှိပြီးနောက်ထပ်စင်းတစ်ခုမှာတော့ချစ်ရကတစ်ခုတည်းရှိတော့ပြန်ပါတယ်။ဒါကတော့ Make ဆရာရဲ့အမှားပဲဖြစ်ပါလိမ့်မယ်။6 battery power bank တရုပ်ဆောင်တွေစကားပြောတဲ့အခါမိုက်ကိုသုံးရပါတယ်ဒီမှာအဲ့ဒီမိုက်ကို power ပေးဖို့ power bank ကို Harry Potter ရော Hermione ပါနောက်ကျောဘက်မှာထိုးထားတာကိုတွေ့ရမှာပါဒါကြောင့်ဒီနေရာကဖောင်းနေတာပါတကယ်ဆိုဒါကို driver မမြင်လိုက်တာလားဒါမှမဟုတ်မသိတာလို့ထားလိုက်တာလားမပြောတတ်ပါဘူးဒါပေမဲ့နောက်တစ်ခါမှာတော့အနောက်ဘက်ကရိုက်တဲ့အခါမှာ power bank ကိုမတွေ့ရတော့ပါဘူးခုနှစ်ဖျောင်းနိုင်Harry Potter ဇာတ်ကားတွေကထမင်းစားခန်းကမျက်နှာချက်ကအရှင်ဖြစ်တယ်လို့ဖျောင်းနိုင်တွေကလည်းမှော်ဆွမ်းတဲ့လေထဲမှာမြောက်နေတာပါဒါပေမဲ့ဒီမှာ Professor McGonagall ကိုအနီးကပြတဲ့ဆင်းမှာဖျောင်းနိုင်တွေလေထဲမှာဆွဲထားတဲ့ကျိုးကိုပေါ်နေပြီးနောက်တစ်ခါမှာတော့အဲ့ကျိုးတွေမပေါ်တော့ပါဘူးဒါဆိုဒီတစ်ခါမှာကျိုးကိုဖျောက်ဖို့မေးသွားတဲ့ပုံပါပဲအဲ့ဒီအခန်းနဲ့တစ်ဆက်ထဲမှာပဲထမင်းစားခန်းထဲမှာ Harry နဲ့ Hermione ကမျက်နှာချင်းဆိုင်ထိုင်နေပေမဲ့နောက်ဆင်းမှာတော့ Harry ရဲ့ဘေးနားရောက်နေတာကိုတွေ့ရပါတယ်ရှစ်တပတ်Harry တို့တော့အိမ်ထဲမှာစကားထိုင်ပြီးပြောနေကြပါတယ်။အဲ့ဒီနောက်တော့ဇာမနီအဖွဲ့ဝင်တွေနဲ့အတူစကားပြောနေကြတဲ့ဒီခန်းမှာဆိုဖာရဲ့လက်တန်းမှာတပတ်အဝါတစ်ထည်တင်လာတာကိုတွေ့ရမှာပါ။ဒါပေမဲ့နောက်တစ်ခါမှတော့အဲ့ဒီတပတ်က Harry ရဲ့အနောက်ကိုရောက်သွားခဲ့ပါတယ်။ဒါကဘာမှသတိမထားမိနိုင်စရာအမှားလေးတစ်ခုပါ။ကိုအနိုင်အောင်ပါဝါHarry တို့ Goblets of Fire ဇာတ်ကားထဲမှာရေအောက်ထဲကသက်ဆိုင်ရာတငယ်ချင်းတွေကိုကယ်ပြီးနောက်ဆုံးမှာပန်းဝင်လာတဲ့ Harry ကိုချမ်းနီလိုတငယ်ချင်းဖြစ်တဲ့ Hermione ကတပတ်တစ်ထည်ခြုံပေးခဲ့ပါတယ်။အဲ့ဒီချိန် Hermione ကသူ့ကိုယ်တိုင်လည်းတပတ်တစ်ထည်ခြုံထားပါတယ်။အဲ့ဒီတပတ်ရဲ့အယောင်ကအမဲအောင်ဖြစ်ပြီးနောက်တစ်ခါမှာတော့အဲ့ဒီ Hermione ခြုံထားတဲ့တပတ်ကအဖြူအောင်ဖြစ်နေပါတယ်။ဒါပေမဲ့နောက်တစ်ခါမှာတော့အမဲအောင်ပြန်ပြောင်းသွားခဲ့ပါတယ်။10အဝတ်ပြောင်းသွားတဲ့ Harry ကိုယ်တိုင်က Voldemort ရဲ့ Horcrux ဖြစ်လို့Harry နဲ့ Voldemort တို့ရဲ့စိတ်ချင်းဆက်နေပါတယ်။ဒါကြောင့်ဒါကို mind control လုပ်ဖို့အချိန်ချင်းကြိုးစားနေခဲ့တဲ့ Harry ကိုအိမ်မက်ထဲထိချိတ်ဆက်နေပါတယ်
ဒီလိုအိမ်မက်တွေကြောင့် Harry ရင်မှာချွေးတွေထွက်နေပြီး Harry ဝတ်ထားတာကအင်ကြီးအပြာရောင် T-shirt လက်တို့ပဲမယ်နောက်တစ်ခါမှာတော့ Harry ကို Ron နဲ့ဆီယာမက Dumbledore စီလိုက်ဖို့ပေးကြပါတယ်အဲ့ဒီအချိန်မှာအပြာရောင်အင်ကြီးကလက်ရှိဖြစ်သွားပါတယ်ဗီဒီယိုကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်ပေးခဲ့ကြပါဦးဒီနေ့ဖို့ကတော့ဒီလောက်ပါပဲ